လူတွေပေါ်အရင်မမျှော်လင့်မှနဲ့ပြိုလဲသွားနိုင်လို့ပါဘဝမှာအခက်အခဲဆုံးသင်ခန်းစာတစ်ခုကတော့လူတွေပေါ်အရင်မျှော်လင့်ချက်ကြီးမိတာကြောင့်ကိုယ့်ရဲ့စိတ်ဓာတ်တွေပြိုလဲသွားခြင်းပဲဖြစ်တယ်လူတိုင်းကဆက်ဆံရေးတိုင်းမှာအဲ့ဒီလိုအခိုက်အတန့်ကိုတစ်ချိန်မဟုတ်တစ်ချိန်ကြုံတွေ့ကြပါတယ်ကိုချစ်ရတဲ့သူတွေယုံကြည်ရတဲ့သူတွေစီကလုံးဝမမျှော်လင့်ထားတဲ့တုံ့ပြန်မှုမျိုးရရှိရချိန်မှာစိတ်ပြတ်အားငယ်သွားရပါတယ်လူတွေပေါ်မျှော်လင့်ချက်ကြီးမိတဲ့အခါမျှော်လင့်သလောက်မဖြစ်လာရင်စိတ်ပြတ်မှုတွေထက်ကစိတ်ဆင်းရဲမှုတွေခံစားပါတယ်တချို့ကမျှော်လင့်ချက်စိတ်တော့ကအားလုံးရဲ့အရှင်းမြစ်ပဲလို့တောင်ဆိုကြပါတယ်မိတ်ဆွေတယောက်ကကိုယ်အကြက်တဲကြုံနေချိန်ဘေးမှာရှက်ပေးမယ်လို့ပြောခဲ့ပေမဲ့အဲ့ဒီအချိန်နေရောက်တဲ့အခါသူ့ရဲ့အကူအညီကိုမတွေ့ရတော့ဘူးအလုံးများတယ်အခြားကိစ္စရှိတယ်စားတဲ့စင်ကြေတွေနဲ့ကွဲပြောက်သွားတယ်ကိုတစ်သက်လုံးလက်တွဲသွားမယ်လို့ရည်ရွယ်ထားခဲ့တဲ့ချစ်သူလမ်းတွဲမှာပဲကိုကိုညှို့ညင်လာတယ်စိတ်ကုန်လာတယ်လက်တွဲဖြုတ်သွားတယ်ဒီလိုအခြေအနေမျိုးတွေကအဆိုးဆုံးသစ္စာဖောက်ခံရတယ်လို့ခံစားချက်ကိုဖြစ်စေတယ်ဓာကြီးမြုံလင်ထားပြီးတော့ဓာခံစားရတာပေါ့ဒါကြောင့်ချစ်သူအိမ်အောင်ဘက်ဆရာမိဘသားသမီးစားတဲ့ဆက်ဆံရေးတိုင်းမှာလက်တွေ့ကြတဲ့ညှို့လင်းချက်တွေထားရှိဖို့လိုအပ်ပါတယ်လူတိုင်းဟာသူတို့မှရှိတဲ့စွမ်းဆောင်ရည်အတိုင်းသာပေးနိုင်နေဆိုတဲ့အချက်ကိုသတိရပါလူတိုင်းမှာကန့်သက်ချက်တွေရှိတယ်အားနည်းချက်တွေရှိတယ်ဆိုတာကိုလက်ခံပြီးဒါတွေပေါ်နားလည်မှုထားနိုင်မှသာစိတ်ပူလောင်ရခြင်းတွေကိုလျှော့ချနိုင်မှာပါစီးရဲဒုက္ခတွေရဲ့အကြောင်းရင်းတစ်ခုကလက်တွေနဲ့မျောလင်းချက်ကြားကွာဟချက်ပဲဖြစ်တယ်ကိုမျောလင်းတာကြီးမားနေပြီးတော့လက်တွေမှာဖြစ်နိုင်တဲ့အရာနဲ့ကွာဟလုံနေတဲ့အခါမျောလင်းချက်ပြတ်ပြားပြီးစိတ်ဓာတ်ကျလာတတ်ပါတယ်ဒါမဲ့မမျောလင်းမှုဆိုတာလည်းလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးလူတိုင်းကသူတို့လိုရှိတဲ့အရာလိုအပ်တဲ့အရာတွေရှိကြပါတယ်ဒါတွေကိုတင်းတော်တဲ့ဟန်ချက်ညီမှုထိဖို့ကအရေးကြီးပါတယ်အကောင်းဆုံးမျောလင်းပါဒါမဲ့အဆိုးဆုံးအတွက်လည်းပြင်ဆင်ထားပါဆိုတဲ့အတိုင်းပဲမျောလင်းချက်ရှိပါဒါပေမဲ့အဆိုးဆုံးခြေအနေတွေလည်းပြင်ဆင်ထားပါလူတွေရဲ့အဆုံးဖြတ်ချက်တွေရွေးချယ်မှုတွေမှာကိုယ်နဲ့မတူတဲ့တန်ဖိုးထားမှုတွေဦးစားပေးမှုတွေရှိကြောင်းနားလည်ထားဖို့လိုပါတယ်တယောက်နဲ့တယောက်စိတ်ခံစားချက်တွေအမြင်တွေရှင်းသန်နေထိုင်တွေးခေါ်ပုံတွေကွဲပြားကြောင်းလက်ခံမှသာလူတွေပေါ်အယံမမျှော်လင့်ခြင်းကိုတက်နိုင်မှာပါကိုမေးကြည့်ပါငါဘာကြောင့်သူများပေါ်မျှော်လင့်ချက်ကြီးနေရတာလဲကိုလိုအပ်ချက်တွေကိုတခြားသူတွေကပြည့်စုံအောင်လုပ်ပေးစေခြင်းနဲ့စိတ်တွေကြောင့်လားဆိုတာကိုစမ်းစစ်ကြည့်ပါများမျှော်လင့်ထားလေများစိတ်ပင်ပန်းလေးပဲမို့တခြားသူတွေပေါ်လက်တွေ့ကြတဲ့မျှော်လင့်ချက်တွေထားရဖို့အရေးကြီးပါတယ်ဒါမှသာဘယ်သူကြောင့်ပဲဖြစ်ဖြစ်ဘာတွေပဲကြုံလာလားကိုယ်စိတ်ကပြိုလဲမသွားမှာဖြစ်ပါတယ်ငွေသားသူအားလေးစားစွာ credit ပေးပါရရှင်ဟုတ်ကဲ့ပါအခုလိုမျိုးဘ ഹു တုတလေးတွေရရှိဖို့အတွက်ဆိုရင်တော့ကျမတို့မှတ်တဲ့ power page လေးကိုလည်း like and share လေးလုပ်ထားပေးကြပါအောင်ရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်